ချင်းလေးတို့ရေစားလိုက်ရင်အီစီလေးနဲ့စားလို့ရမ်းကောင်းတဲ့ချင်းကန်ဆက်ဝက်ခောက်တုပ်လေးတုပ်စားမယ်။အဆုံးဝက်ခောက်တွေကိုစားလေးနဲ့ပုတ်ဆေးပြမယ်။ပြီးရင်ဂျင်းပြားလေးထည့်ပြီးတော့အီအောင်လို့ပြုတ်ပေးလိုက်ပါမယ်။ဝက်ခောက်လေးပြုတ်ထားတော့မှထဲမဲ့အစာပလာလေးတွေကိုလည်းနှိပ်ပေးထားမယ်။ပလာလေးတွေကတော့ကိုကြိုက်နှစ်သက်တာထည့်လို့ရပါတယ်။ကျွန်တော်ကတော့ချက်သွန်လေးရဲ့ခရမ်းညင်လေးရဲ့ငြုပ်ကြီးစေးရဲ့ကော်ဖီတုပ်လေးရဲ့ပြီးရင်ရှောက်ရွက်လေးထည့်တယ်။ပဲဝင်ပေါင်လေးကိုရေနွေးလေးဖြောပြီးတော့ထည့်ပါတယ်။ပြီးတော့အိမ်မှာဆေးဘက်ဦးလေးတွေလည်းရှိနေသေးတာနဲ့ဆေးဘက်ဦးလေးတွေကိုလည်းခွာပြီးတော့ထည့်ပေးလိုက်ပါမယ်။ခောက်လေးတွေဤသွားရင်တော့အနေတော့အသေးလေးတွေလှိပစ်ထားမယ်ပြီးရင်ခုနပြင်ဆင်ထားတဲ့အစာပလာလေးတွေအကုန်လုံးကိုထည့်ပေးလိုက်မယ်ခောက်တုပ်ဆိုတာနဲ့အပြင်မှာဝယ်စားရတဲ့အိမ်မှာဒီလိုအလွယ်တကူလေးတုပ်စားရတာကိုပို့ပြီးတော့ကြိုက်တယ်သူ့ကိုအိမ်မှာတင်မဲ့အလွယ်တကူဒီလိုတိမိမိချင်းကန်စက်လေးတုပ်ကြည့်လိုက်တော့အင်ရကလေးတွေကပါအရန်ကြိုက်ကြတယ်ဝက်ခောက်တုပ်ဆိုရင်လည်းသူတို့ကမိမိတူတဲ့ဝက်ခောက်တုပ်ကိုပဲစားကျင်တာဆိုတော့ကျွန်မအမြဲတမ်းလူလိုလက်တုပ်ချွေးဖြစ်ပါတယ်ငှက်ချင်းလေးတို့ရောဝက်ခောက်တုပ်ဆိုရင်တခြားဘာလေးတွေထည့်တုပ်ကြသေးလဲတော့ခုနတိတဲ့အသီးနှံလေးတွေထည့်တယ်ပြီးရင်ချုံမုံထည့်မယ်ငပြားကြီးထည့်မယ်ကြံကြိုလေးအနှဲငယ်ထည့်ပေးတယ်ပြီးရင်ခရမ်းညင်လေးစော်လေးလည်းထည့်ပေးလိုက်တယ်စီချက်ကလေးကိုလည်းပေါ်ကဖြုတ်ပြီးထည့်ပေးလိုက်တယ်အချင်းတက်ကတော့တမယာသီးလေးညှစ်ပြီးတော့ကိုယ်စိတ်ကြိုက်လေးထည့်ပြီးတုပ်လိုက်တယ်ပေါ့နော်လူအလွယ်တကူလေးတုပ်စားတာတောင်မှအရသာထိမိပြီးတော့စားလို့ရမ်းကောင်းတာနော်အရင်အမျိုးသားကတော့ဝက်ခောက်တုပ်ဆိုတာနဲ့ကျွန်တော်တုပ်တဲ့ဝက်ခောက်တုပ်ဆိုရင်သူကကြိုက်ပြီးသားပဲငယ်ချင်းတို့လည်းဝက်ခောက်တုပ်ဆိုရင်ဒီလိုအလွယ်တကူလေးတုပ်စားကြည့်နော်